အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုင်စာရဲ့တခုတော့မိုးဥတူဤတနေ့တနိုင်ဆိုတဲ့တခြင်းလေးကိုပူပူလေးလေးကြွကြွပြီးလုပ်ပေးချင်ပါတယ်သူ့မှာပါတဲ့ကော်လေးတွေကကြတော့ C A minor D minor G E minorကော်လီတွေကတော့ဒါလေးတွေပါပဲသူ့ကိုတီးမဲ့ strumming pattern ကကြတော့ down down up up down up နဲ့ပဲသွားပါတယ်ဒါပေမဲ့သူ့ကိုတောင်းမဲ့ strumming pattern ကကြတော့ down down up up down up down down up up down up နဲ့ပဲသွားပါတယ်ဒါပေမဲ့သူ့မှာပါတဲ့ဒီ chord တစ်ခုချင်းစီကို half bar ပဲတီးပါတယ်ဆိုတော့ half bar ဆိုတဲ့အတွက်ကြောင့်ပထမပိုက်မှာဆိုလို့ရှိရင် C A minor ပါတယ်ပေါ့နော်ဆိုတော့ C ကို down down A minor ကို up up down up half bar တီးရပေါ့နော်ပြီးလို့ရှိရင် D minor ကို down down G ကိုကြတော့ up up down up အဲ့လိုမျိုး half bar တီးရပေါ့နော်ဆိုတော့ down down up up down up down down up up down up ဆိုတော့နှစ်ခုပေါင်းမှာ full bar တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ half bar လေးဒီမှာဖြစ်ပါတယ်ဆိုတော့ဒီချင်းတစ်ခုလုံးကိုအကုန်လုံး half bar တွေပဲဒီမှာဖြစ်ပါတယ်ဆိုတော့ပထမပိုက်လေးကိုစပြီးတော့တီးကြည့်ပါမယ်ကျောင်းစနေချိန်မိုးတဲတဲရွာလေအိတ်လေးနဲ့ကောင်းမလေးမိုးမင်းကြီးကိုမောချီပြီးတော့ငိုမဲမဲနဲ့မိုင်းထွင်ကြီးဒီကလေးကိုတာပွင့်ပြီးသူ့အတွက်ကိုကသွားပေးဒီအပိုက်ကလည်းအတူတူပါပဲဒီဘောင်းကိုပဲပတ်ပြီးတော့ဒီမှာပါဆိုတော့တီးကြည့်ပါမယ်ဂျာလီပဲကွယ်မိုးတဲတဲမလွယ်အိပ်ပိုက်လို့အိမ်ကိုပြေးမိုးမီပြီးတော့နောက်နေ့မှမအပြင်းပြတဲ့လူမလေးတန်တဲ့ကကောင်းမလေးကျွန်တော်အတွက်စာရီကူပေးโอเคနောက်ထပ်အပိုင်းမှာလည်းဒီလိုမျိုးပါပဲ round chord တီးပါမယ်ဆိုတော့ half bar နဲ့ပဲတီးမယ်ပေါ့နော်လေလုံးလေးတွေရွယ်လုံးလေးတွေစီရထားတဲ့ဒီလေတယောက်နဲ့တယောက်မှနှစ်ယောက်ဖြစ်သွားတဲ့ကျွန်တော်နဲ့ကြောင်းကကောင်းမလေးကြောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နဲ့သမီးလေးနောက်တော့မှလည်းအတူတူပါပဲဆက်ပြီးတီးပါမယ်ဒီကလေးကိုတာဖွင့်ပြီးသူ့အတွက်ကိုကသွားပေးအတွက်စာရီကူပေးကြောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နဲ့သမီးလေးဒီကလေးကိုတာပွင့်ပြီးသူ့အတွက်ကိုကသွားပေးဒီရှင်းလေးကအရင်လွယ်ပါတယ်C A minor D minor G ရဲ့နောက်ဆုံးမှာပြောင်းသွားတယ် E minor A minor D minor G ရဲ့ကိုပဲ round chord ပြန်ပြီးတော့တီးနေရပါတော့half bar လေးနဲ့ဆိုတော့အချင်းကိုအစားဆုံးတစ်ခေါက်ပြန်တီးကြည့်ပါမယ်ကျောင်းစနေချိန်မိုးတဲတဲရွာလွယ်အိတ်လေးနဲ့ကောင်းမလေးမိုးမင်းကြီးကိုမောချီပြီးတော့ငိုမဲမဲနဲ့မိုင်းထွင်ကြီးဒီကလေးကိုတာဖွင့်ပြီးသူ့အတွက်ကိုကသွားပေးဂျာလီပဲကွယ်မိုးတဲတဲမလွယ်အိပ်ပိုင်လို့အိမ်ကိုပြေးမိုးမီပြီးတော့နောက်နေ့မှအပြင်းပြတဲ့လူမလေးတန်တဲ့ကကောင်းမလေးကျွန်တော်အတွက်စာရီကူပေးလေလုံးလေးရွယ်လုံးလေးစီရထားတဲ့ဒီလေတယောက်နဲ့တယောက်မှနှစ်ယောက်ဖြစ်သွားတဲ့ကျွန်တော်နဲ့ကြောင်းကကောင်းမလေးကြောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နဲ့သမီးလေးဒီကလေးကိုတာပွင့်ပြီးသူ့အတွက်ကိုကသွားပေး
အချင်းလေးရတာပါပဲဆိုတော့အရန်လွယ်တဲ့အတွက်ကြောင့်မို့လို့လိုက်ပြီးတော့တီးနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ချင်ပါတယ် see you in the next video